မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့တော့ adverbs အကြောင်းဖြစ်ပါတယ်ဒီ adverb ဆိုတာပါလေ adverb ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကောင်းကောင်းသိထားဖို့ရန်အတွက်လိုအပ်ပါတယ် adverb အကြောင်းသိထားမှကျွန်တော်တို့စာကြောင်းတစ်ကြောင်းကိုလက်ပတ်စွာဖြစ်ကျွန်တော်တို့ရေးနိုင်မှာဖြစ်ပါတယ်စကားလုံးတစ်လုံးကအခြားစကားလုံးတစ်လုံးကိုဘယ်လိုရှိတယ်ဆိုတဲ့အကြောင်းဘယ်လိုအခြေအနေရှိနေတယ်ဆိုတဲ့အကြောင်းဘယ်လိုဖြစ်တယ်ဆိုတဲ့အကြောင်းအစစ်လိုက်ဘေးမှာဘေးချင်းမှာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ပေါ်ပြနေတာဖြစ်ပါတယ်အင်္ဂလိပ်စာကြောင်းတစ်ကြောင်းကိုပြီးဆုံးစေတာမကပဲအင်တာမလှပအောင်ဖန်တီးပေးတဲ့အရာဒီ adverb ကလည်းအင်တာမအရေးကြီးပါတယ်အဲဒါကြောင့် adverb အကြောင်းကိုကျွန်တော်တို့သိထားဖို့ရတဲ့လိုအပ်ပါတယ်စလိုက်ရအောင် adverb မှာအမျိုးအစား၄မျိုးရှိပါတယ်အချင်းနဲ့ပတ်သက်ပြီးမှ adverb ရှိတယ်နေရာနဲ့ပတ်သက်ပြီးမှ adverb ရှိတယ်အပြုအမူနဲ့ပတ်သက်ပြီးမှရှိတယ်အတိုက်အတာကိုတိုက်တာတဲ့ adverb ရှိတယ်ဆိုတော့ကျွန်တော်ဥစားသိထားပြန်တယ်လို့ပြောပါတယ်ဥပမာကောင်းလေးတယောက်ကပြေးနေတယ်သူဘယ်လိုပြေးတယ်လဲဖြည်းပဲပြေးတယ်လားမြန်ပြေးတယ်လားဒါမှမဟုတ်တွက်လက်ပြေးတယ်လားဒီကချက်တန်စွာနဲ့ပြေးတယ်လားဆိုတဲ့အရာကိုကျွန်တော်တို့ကဒီ adverb အဖြစ်ပေါ်ပြတွေ့ရပါတယ်ဒီနေရာမှာ the boy run excitedly တက်ကြောနဲ့ပြေးနေတယ်ဒီစကားလုံးက adverb ဖြစ်ပါတယ်နောက်တစ်ချက်အရေးကြီးတဲ့အရာက adverb ကိုဘယ်မှာထားမလဲစာကြောင်းတစ်ကြောင်းရဲ့ adverb နေရာကဘယ်မှာလဲဒါလည်းပဲဒီအရေးကြီးတဲ့ခန်းကဏ္ဍမှာပါဝင်တယ်ကျွန်တော်တို့ကြည့်အောင် she eat lunch slowly ဆိုတဲ့အရာက adverb ဖြစ်ပါတယ်နောက်ဆုံးမှာကျွန်တော်တို့တွေ့ရတယ်ဒုတိယစာကြောင်းကတော့ slowly she eat lunch ဒီမှာကပြေးလေးစားနေတယ်နောက်ကြောင်းက she slowly eat lunch ဒီနေရာမှာ adverb ကိုရှေ့မှာဖြစ်ဖြစ်နောက်မှာဖြစ်ဖြစ်အလယ်မှာဖြစ်ဖြစ် adverb တွေကိုကျွန်တော်တို့ထည့်လို့ရပါတယ်နောက်တစ်ချက်အရေးကြီးတဲ့အရာလေးရှိပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ adverb တွေကိုဘယ်လိုဖန်တီးမလဲဖန်တီးလို့ရပါတယ်ဖန်တီးတဲ့အရာတွေကိုကြက်မယ်ဆိုရင်လည်းရတယ်ကြက်မယ်ဆိုတာထက်ကျွန်တော်တို့ဒီစကားလုံးတစ်လုံးကိုဘယ်လိုဖန်တီးတယ်လဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ကောင်းကောင်းနားလည်ထားဖို့ရန်အတွက်လိုအပ်ပါတယ် He is a nice speaker အဲ့ဒါကြတော့ adjective စာကြောင်းဖြစ်ပါတယ် He is a nice speaker ဒါ nice ဆိုတာ adjective ဖြစ်ပါတယ်ဒီစာကြောင်းကို adverb ကိုပြောင်းပြီးမှသုံးမယ်ဆိုရင်အင်တာမက်လာတော့ He speaks nicely အင်တာမက်စိတ်ဝင်စားစရာကောင်းပါတယ်ဒီ adverb အဖြစ်နှုတ်ဆောင်တဲ့အရာနောက်တစ်ချက်ကျွန်တော်တို့ကြည့်မယ်ဆိုရင်လည်း quickly ဆိုတဲ့လင်းမြန်စွာဆိုတဲ့အရာကျွန်တော်တို့ကြည့်မယ်ဆိုရင် he is a quick runner ဒါလည်းမှဒီလိုပဲဒါပေမဲ့ဒီလိုမသုံးပါဘူးမှားပါတယ်ဒါကိုအင်တာမက်လာပါအောင်ဘယ်လိုသုံးလဲဆိုရင် he runs quickly သူကလင်းမြန်စွာရေးတယ်နောက်ပြီး movement တဲ့adverb တွေလည်းရှိပါတယ်ဒီအရာကိုကျွန်တော်တို့တတိထားရမယ် adjective မှာ ly ထည့်လိုက်ရင်ထပ်ပေါင်းလိုက်ရင် adverb ဖြစ်သွားတယ်ဒါပေမဲ့အားလုံးတော့မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ချွင်းချက်နေနဲ့မှတ်ထားဖို့ရတဲ့လိုပါတယ် early let ဒီစာကြောင်းတစ်ကြောင်းမှာပေကြောင်းကပေစာကြောင်းကမှန်တယ်ပုံစံအဖြစ်ကျွန်တော်တို့ ly ထည့်ထားတဲ့ဥစ္စာကမှန်တယ်လို့ပဲ the culture firstly နောက်ကြောင်းကthe culture first က ly ထည့်ထားတဲ့ဥစ္စာကမားနေတယ်အောက်ကစာကြောင်းကမှန်တယ်ဘာကြောင့်လဲဆိုရင်တော့ first က adverb ဖြစ်နေလို့အောက်ကစာကြောင်းကမှန်နေတာဖြစ်ပါတယ်ခါကြမှာဒီလိုချုပ်ထွေးတဲ့အရာတွေကိုလည်းကျွန်တော်တို့ဘာနဲ့ပြီးမှတတိထားဖို့ရတဲ့လိုပါတယ်He arrived lately to the class. Mangande adverb ကပဲစကလုံးလေ He arrived late to the class. သူခန်းထဲကိုအတန်းထဲကိုနောက်ကျစွာရောက်လာခဲ့တယ်ဒီစကလုံးကမှန်ပါတယ် ly ဆွဲရကအမှားပါတယ်ဒီမှာကျတော့ He easily left at the goal. သူကကောင်းမလေးကိုလက်ကိုစွာကိုကွေ့ချနိုင်တယ်မှန်တယ် easily ဆိုတဲ့အရာကဘယ်လိုပုံစံဘယ်လိုအပြုတ်မှုလဲဆိုတဲ့အရာကိုကျွန်တော်တွေ့ရပါတယ်သူလွယ်ကူကူနဲ့ဆိုတဲ့အရာကအဲ့မှာကျွန်တော်တို့ကိုပေါ်ပြချင်တဲ့အကြောင်းအရာကအပြုတ်မှုခုဘယ်လိုသူလှုပ်ဆောင်နေတယ်ဆိုတဲ့အပြုတ်မှုသူဘယ်လိုလုပ်နိုင်တယ်ဆိုတဲ့အပြုတ်မှုကိုကျွန်တော်တို့တွေ့ရပါတယ်ကောင်းမလေးကိုမရဲ့ဥစ္စာကိုကျွန်တော်တို့မစင်စားပဲတဲ့ဒီနေရာမှာအရေးကြီးတဲ့အရာက easily adverb နဲ့ပတ်သက်ပြီးမှအကြောင်းအရာမျိုးစဉ်းစားဖို့ရတဲ့လိုအပ်ပါတယ် I will bring my computer tomorrow ဒီနေရာမှာ adverb ကဘယ်ဆိုလဲ
adverb ကဘယ်စကားလုံးလဲဆိုရင်တော့ tomorrow ဆိုတဲ့အရာဖြစ်ပါတယ်ဒါကအချိန်နဲ့ပတ်သက်ပြီးမှ adverb ကိုဖြစ်ပါတယ် adverb တစ်လုံးဖြစ်ပါတယ်ဘယ်ချိန်မှယူလာမလဲနှစ်ဖြန်ယူလာမလဲနှစ်ဖြန်ကြတော့အချိန်ဖြစ်သွားပြီအဲ့ဒီဥစ္စာကို adverb လို့ကျွန်တော်ခေါ်ပါတယ် adverb ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီထားတစ်ပါတယ်ဒီထားရမယ် I put it there အဲ့တော့ကျွန်တော်မှထားလိုက်ဒါကနေရာနဲ့ပတ်သက်ပြီးမှ adverb ဖြစ်ပါတယ်ထားလိုက်တယ်ပြန်မှထားမှမသိဘူးဟိုမှာဆိုတဲ့နေရာက adverb ဖြစ်ပါတယ်နေရာကိုပြတဲ့ adverb ဖြစ်ပါတယ် you didn't study enough for exam ဒါကအတိုင်းအတာတခုဟိုဟောပြတယ် degree ဆိုရကအတိုင်းအတာပေါ့ဘယ်လောက်ထိဘယ်အချိန်တွေထိလေ့လာဆိုရရမလုံလောက်ဘူးဒီနေရာမှာကောင်းလေ့လာခဲ့ဘူးဆိုတဲ့အရာကိုကျွန်တော် emphasize လုပ်ပေးနေ enough ဆိုတဲ့အရာကိုလုံလောက်စွာမလေ့လာခဲ့ဘူးကောင်းလေ့လာခဲ့ဘူးဆိုတဲ့အရာတစ်ခုကအတိုင်းအတာတစ်ခုကိုပေါ်ပြနေတာဖြစ်ပါတယ်အဲ့ဒီစကလုံးကိုအတိုင်းအတာတစ်ခုကိုပေါ်ပြနေတဲ့စကလုံးကို adverb ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တည်ထားဖို့ရတဲ့လူပါတယ်